သင်ဟာသူတစ်ပါးကိုအမြဲတမ်းကောင်းပေးတယ်သူတစ်ပါးအတွက်ပဲအမြဲတမ်းတွေးပေးတဲ့ people pleaser တယောက်ဆိုလို့ရှင်တော့ဒီဗီဒီယိုကိုအဆုံးထိကြည့်ပေးဖို့ဖြစ်ပါတယ်အရင်ဆုံးကျွန်မက people pleaser တယောက်ဖြစ်လာတဲ့အကြောင်းတွေကိုပြပြချင်ပါတယ်နံပါတ်1ချင်တယ်ဆိုလို့ရှိရင် child trauma တွေရှိကြတာနံပါတ်2အချက်အနေနဲ့ဆိုလို့ရှိရင် heal မလုပ်ရသေးတဲ့ inner child wound တွေရှိနေတာမျိုးနံပါတ်3အချက်အနေနဲ့ဆိုလို့ရှိရင် emotionally safe ဖြစ်နေတာပေါ့နော်ကိုကြည့်ပြခဲ့တဲ့ပတ်ဝန်းကျင်လေးအချစ်ခံရတာမရှိခဲ့တာမျိုးစိတ်မဆိုင်အလုံးစုံမှုမရခဲ့ပဲနဲ့ emotional safe မဖြစ်နေပါဘူးပေါ့နော်ဒီလိုမျိုး emotional safe မဖြစ်နေတဲ့လူတွေမှာဆိုရင်လည်း people pleasing pattern တွေကိုတွေ့ရပါတယ်နံပါတ်4အချက်အနေနဲ့ဆိုလို့ရှိရင်တယောက်တစ်ဖြစ်သွားမှာအရင်ကြောက်တာကိုတခြားလူတွေကသဘောမကျမှာမကြိုက်မှာတခြားလူတွေကိုညှို့ညင်မှာ reject လုပ်ခံရမှာကြောက်တဲ့သူတွေမှာဆိုလို့ရှိရင် people pleasing pattern တွေကိုတွေ့ရပါတယ်ဒီလိုမျိုး people pleasing pattern တွေကိုကျမတို့တွေဘယ်လိုမျိုး short ချရမလဲနံပါတ်1အချက်အနေနဲ့ဆိုလို့ရှိရင်တော့ say no ပြောတတ်ဖို့လိုပါတယ်ဆိုတော့people pleasing pattern ရှယ်လို့တော်တော်များများက no ပြောဖို့အရင်ကြောက်ပါတယ်ကျမကောင်ကပြောခဲ့တဲ့လိုမျိုးပေါ့နော်သူတို့ဒီလိုမျိုး no ပြောလိုက်လို့ရှိရင်တခြားသူတွေကသူတို့ကိုညှို့ညင်သွားမှာတခြားသူတွေကသူတို့သဘောမကျတော့မှာသူတို့ကိုအပေါင်းအသင်းမလုပ်တော့မှာမဆက်ဆံတော့မှာစိတ်ကွက်တော့မှာစတဲ့ကြောက်စိတ်တွေနဲ့သူများပြောသမျှမငြင်းမနဲ့ရပါတယ်အဆင်ပြေပါတယ်လုပ်ပေးမယ်ဆက်သဖြင့်ပေါ့နော် no လုံးဝမပြောနိုင်ကြပါဘူးဒုတိယတစ်ချက်အနေနဲ့ဆိုလို့ရှိရင်တော့ဒီတနည်းအားဖြင့် yes လို့မပြောခင်မှာကိုကတိတ်တိတ်ချာချာစဉ်းစားဖို့လိုပါတယ်ကိုတာဝန်ယူတော့မဲ့ကိစ္စတစ်ခုကကိုအတွက်ရေးရှိမှာဝန်တော့ကိုဖြစ်လာစေမယ်ဆိုလို့ရှိရင်ဒီအရာနဲ့ပတ်သက်ပြီးတော့ကိုကအပေါ်မှာပြောသလိုပေါ့နော်။ no ပြောတဲ့ရင်ပြောရပါမယ်။တကယ်လို့ yes လို့ပြောခဲ့တယ်ဆိုရင်တော့မှလည်းဒီအရာကိုကိုအနေနဲ့အချိန်တစ်ခုလောက်ထိပဲတာဝန်ယူပေးနိုင်မယ်။နောက်ပိုင်းကျရင်တော့ကိုယ့်ဘာသာကိုပြန်ပြီးတာဝန်ယူရလိမ့်မယ်ဆိုတာမျိုးကိုတစ်ဖက်သားအောင်နားလည်အောင်ကြိုပြီးတော့ရှင်းပြထားတာမျိုးတွေလုပ်သင့်ပါတယ်။မဟုတ်လို့ရှိရင်ကြာလာတဲ့အခါမှာပို့ပေးထားတဲ့ဒီကတိကဝတ်တွေဒီ yes လို့ပြောတာတွေဟာပဲကိုယ့်ကိုပြန်ပြီးတော့ဝန်တော့ကိုဖြစ်လာစေပြီးတော့ anxiety တွေတက်လာမယ် depression ဝန်တာမျိုးတွေအထိဖြစ်လာနိုင်ပါတယ်။ဆိုနံပါတ်3အချက်အနေနဲ့ဆိုလို့ရှိရင်တော့ boundaries တိတိကျကျထားဖို့လိုအပ်ပါတယ်people pleasing pattern ရှိလို့ရအများဆုံးအားဖြင့် physically boundaries လည်းမရှိဘူးပေါ့နော်ဥပမာအနေနဲ့ဆိုလို့ရှိရင်သူတို့စမှရှိတဲ့ပစ္စည်းကိုတခြားတစ်ယောက်ကနေပြီးဟဲ့လှလိုက်တာငါသဘောကျလိုက်တာလို့ပြောတာနဲ့ဟိုကဟဲ့သဘောကျတာလားသဘောကျလို့ရှိရင်ယူသွားလေဆိုပြီးတော့တစ်ဖက်ကဘာမှမပြောခင်မှာကိုကအစင်သက်ပေးဖို့အစင်သက်ဖြစ်တာမျိုးအကူအညီလည်းမတောင်းဘဲနဲ့ကိုယ့်ဘက်ကနေပေးဖို့အစင်သက်ဖြစ်နေတာမျိုးတွေဟာတစ်ဖက်သားကဆိုလို့ရှိရင်ကိုယ့်ရဲ့ကိုပေါ့နော်တစ်ဖက်သားထားတဲ့တန်ဖိုးထားမှုတွေဒါရော့သွားနိုင်တယ်ဒါက physically boundaries မရှိတာမျိုးပေါ့နော်ဆိုတော့financially မှာဆိုလဲဒီလိုပဲပေါ့နော်တစ်ဖက်ကကိုယ့်ကိုအကူအညီတောင်းတဲ့အခြေအနေမျိုးမှာဆိုလို့ရှိရင်ငါမကူညီလိုက်လို့ရှိရင် तू အစင်မပြေသွားရင်ဒုက္ခပါပဲငါရောက်သူဒုက္ခရောက်ဝင်ဘယ်လိုလုပ်မလဲဆိုတဲ့စိတ်တွေနဲ့ကိုယ့်စီမှာအစင်မပြေဘူးကိုယ့်အတွက်လည်းခက်ခဲနေရဆိုတော့မှပဲကိုယ့်စီမှာရှိရတယ်တခြားလူကို तू ကကူညီလိုက်တယ်အဲ့တော့ကို့မှာ financially ရနောက်ဆုံးခက်ခဲသွားတာအခြေအနေမျိုးကြီးဖြစ်သွားတာမျိုးရှိတယ်ဆိုတော့အဲ့ဒီအချိန်မှာလည်းခုနပြောသလိုပေါ့နော်ကိုယ့်ရဲ့ခံစားချက်ထက်ကိုယ်အဆင်မပြေဘူးဆိုတဲ့ဟာတွေထက်သူများအဆင်ပြေဖို့သူများစိတ်ခံစားမှုတွေကိုပဲလိုက်ပြီးတော့ကြည့်နေတာမျိုးတွေကိုလုပ်မိတယ်ဒါက emotional boundary မရှိတာမျိုးခေါ်တာပေါ့နော်ဆိုတော့အဓိကအချက်ကတော့ဒါ emotional boundary ထားသင့်တယ်လို့ဒါကျွန်တော်အကြံပေးချင်ပါတယ်အဲ့တော့နံပါတ်4ချက်အနေနဲ့ဆိုလို့ရှိရင်ဒီလိုမျိုး emotional physical financial ဒီလို boundary ထားနေတာတနည်းအားဖြင့်သူတဘာကိုကျမတို့တွေကတနာကျင်နာနေတာတခုလည်းမဟုတ်ပဲနဲ့ကိုယ့်ကိုယ်လည်းဒါတနာကျင်နာတဲ့စိတ်တနည်းအားဖြင့် self compassion မွေးမြူဖို့ပြောချင်တာဖြစ်ပါတယ်ဆိုတော့နံပါတ်4အချက်အနေနဲ့ဆိုလို့ရှိရင် self compassion ကိုယ့်ကိုယ်တနာကျင်နာခြင်းဆိုတဲ့အရာလေးပေါ့နော်ဒါလေးကိုလည်းဒါကျွန်တော်မွေးမြူဖို့လိုတယ်ဆိုတော့အဲ့လိုမျိုးကိုယ့်ကိုယ် self compassion ရှိလာပြီဆိုတော့နောက်ဆုံးနံပါတ်5အချက်အနေနဲ့ဆိုလို့ရှိရင် self love ကိုကောင်းကောင်းတည်ဆောက်နိုင်လာလိမ့်မှာဖြစ်ပါတယ်ဆိုတော့ဒါကိုလည်းကျွန်မဒီ self love နဲ့ပတ်သက်တဲ့အကြောင်းကိုလည်းပြီးခဲ့တဲ့ share video လေးမှာကျွန်မပြပေးထားတာဖြစ်ပါတယ်ဆိုတော့အခုကျွန်မပြပေးတဲ့အချက်ကလေးတွေကို like ပါလှုပ်ဆောင်ခြင်းအဖြစ် people pleaser ဘဝကနေပြီးတော့လွတ်မြောက်နိုင်ကြပါစေလို့ကျွန်မအနေပြီးတော့ဆန္ဒပြုလိုက်ပါတယ်တရားရနာပါနောက်ပတ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါဦးမယ်